ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် main Oscar ဆိုတဲ့ game ကိုကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ဒီ video လေးမဆိုင်မှာကျွန်တော်ရဲ့ channel တည်းလေးကို subscribe လေးမနေရရင်ချက်တော့နှိပ်ပြီးတော့ကြအောင်လို့တောင်းဆိုချင်ပါတယ်ဒါတွေကကျွန်တော်ရေးချင်တဲ့စကားလုံးတွေမဟုတ်ဘူးငါအဖေကငါတို့ရဲ့အစီအစဉ်တွေကိုသင်ယူခဲ့တယ်ငါချစ်အမေကိုနားလည်စီချင်တာထက်ပိုပြီးရှိသေးတယ်ဒါပေမဲ့မင်းကကို YouTube ပြီးယုံကြည်တော့မှငါကြောက်တယ်my father ငါဖေကငါရဲ့ဆင်းရဲတဲ့အမေကိုသုံးမယ်လို့ယုံကြည်လာတဲ့အတွက်ငါဖေကငါ့ကိုသုံးချဖို့ကြိုးစားနေတယ်သူဒီဤကျင်ချင်းခံရတော့မြေ၌လူကောင်းများစွာကိုဆွဲဆောင်မှုရှိသောကျက်တပင်းဖြစ်လာစေရန်သူအတွက်တခြင်းဆိုချင်တယ်သူဒီလိုလုပ်ဖို့ညှိပယ်လိုက်တာကစိတ်ကဟိုတယ်မှာချုံတော်ကြီးခံထားလိုက်ရတယ်အဖေကိုမရှင်းပြနိုင်ပဲမင်းကယုံကြည်ဖို့တောင်းဆိုပါတယ်အမေရဲ့အိတ်ကထဲမှာပါရှိတဲ့တခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ကျွန်တော်အတွက်တည်ဖွဲဖို့မြစ်တာရက်ခံပါတယ်တောင်းဆိုမှုကထူးဆန်းနေပုံရမယ်ဆိုတာငါသိပါတယ်မင်းဒီကိုပထမဆုံးလာဖို့ဖြစ်လိမ့်မယ်ဒါပေမဲ့မင်းရဲ့ဖွဲ့စည်းမှုမရှိဘဲဒီနေရာကအမောင်ထုတွေကိုထိန်းထားနိုင်မယ်ဆိုတဲ့ညှော်လင်းချက်တွေကပြောင်းဆုံးသွားလိမ့်မယ်မင်းရဲ့ချစ်ကအမြဲတမ်းလေးစစ်ပဲ Elizabeth. ကဲဆိုတော့ဘာကြီးဆက်ဖြစ်သွားမလဲခံမမိန်ခံလုံးလန်အားလုံးကန်လုံးဖြူစင်သောနှလုံးသားမှတပါအဘယ်သူမျှမသိဆုံးနိုင်ဟမ်ဘာကြီးလဲဟောဟဲ့လန့်တာအတန်းကျဲနေဟာတန်ရှောမှုမိနေလန့်တော့နားတော်မူပဲကဲဆိုတော့အီးရပါတော့ဆိုင်ရလေးအဲတချင်းခုနတချင်းဆိုင်ရဒီတော့ကဲခင်းလေးကတော့စပါပြီဟောရထားရက်သွားပြီနော်ကဲဆိုအပြင်ထွက်ကြည့်လိုက်အောင်ဘယ်သူမှမရှိဘူးလားငါတယောက်ပဲလားရထားထဲမှာငါတယောက်ပဲပါလာတာအိုင်ရပါပြီလေအိတ်ကိုကြည့်ရโอเคဘာပစ္စည်းမှတော့မရှိသေးကဲဆိုတော့ဆက်သွားမယ်အပြင်ရောက်ဝိုင်းနော်ဒီအိမ်ထဲမှာပါရှိမလဲပစ္စည်းပါရင်ရှိတယ်ဘာမှတော့မရှိဘူးနော်တခါနောက်မှာတခါနောက်မှာလည်းဘာမှမရှိဆိုတော့သွားမယ်ရှေ့ဆက်သွားမယ်လှနော်ဘယ်နာရီလောက်လဲမသိဘူးမနက်ပိုင်းလားနေ့လယ်ပိုင်းလားမသိဘူးတော့လှရှစ်တဲ့ရှစ်နဲ့ဟိုနဲ့မှားနေမိရယ်ခလုံးမှားနေမိဆိုတော့ဘယ်သွားမလဲမသိတော့ဒီပုံလို့လည်းပါရင်ပေါ့ရှေ့မှာဆိုင်းဘုတ်လို့မှလမ်းကြငါချစ်ကအလကဘာပြောနေဟဲ့လေစားစကာဟိုတယ်ကြီးကျယ်ခမ်းနားစွာပြန်ဖွင့်သည့်စကာဟိုတယ်ဆိုရပိုင်း30ရက်အောက်တိုဘာ1899ကဲဆိုတော့ရှေ့ကတခါနားပဲရင်သွားကြည့်နော်ဘာမှမရှိBeway of the door အဲမှာဘာရှိလဲဘာမှမရှိတော့လုံးဝတော်တော်ရှေ့ဟောင်းကြနေလားတစ်ပင်လေးနဲ့အဲဆိုတော့ရှေ့ကလမ်းကြားလေးကပြန်သွားမလားဒါလမ်းကြားလေးကြောင်ရေးတယောက်ထဲနော်မနှောင်းနဲ့နော်ဒါဘာခင်းလေးရောအခုလေးတော့မသိဘူးရှေ့မှာမီးအိမ်လေးကအလင်းတန်းလေးမီးအိမ်တဲကြီးတော့မဟုတ်ပါဘူးကျွန်တော်ထွေလာရပါမကြည့်ပဲဆိုတော့နော်ကျွန်တော်ရဲ့ကြော်ကြားမှုနဲ့ကန်ချင်မှာအကြောင်းနည်းနည်းလေးမပါဝင်ဘူးစကာဟိုတယ်ကိုဖွင့်ပြီးစပရိုက်တာလုပ်ငန်းတွေစတင်နိုင်ခဲ့ပါတယ်အမေရိုက်နေမမြင်ဘူးလားအမေဘာပြောခဲ့လဲတကားပေးတဲ့ခါဘယ်တော့မှမနှောက်ရှက်ပါနဲ့တောင်းရပါတယ်မေကောင်းမထိခိုက်ပါဘူးတဲ့နောက်မှထပ်ပြီးမှတ်တမ်းတင်လိုက်ပါမယ်ဒါပေမဲ့မင်းဒီမှာရှိနေတော့ငါရဲ့အချိန်ကအတွက်မင်းဘာလို့ချင်းမဆိုပါလဲဟုတ်ပါတယ်မေဒီကြီးပေါ်မှာလင်းစေဟုတ်လားဘာကြီးလဲအဲ့ဒါတခါကြီးပိတ်သွားတညလုံးနဲ့ဘာကြီးလဲတညလုံးပါဖြစ်တာပေါ့ကဲဆိုတော့အောက်ဝယ်ဆင်းရအောင်နော်အောက်ဝယ်ဆင်းလိုက်ရရေကြီးကလုံးဝညစ်ပတ်နေနော်ရေညှိနေ
သွားလို့မရဒီကန်ထဲသွားလို့မရဆိုတော့ဒါလမ်းရောဟိုရတာလေကြောက်တော့နေဟုတ်တော့ပါကဲဒါရတေးနော်ကေပိလေးပါနော်ခုနရေကန်လာတော့ဟောမဘာလဲအလင်းလေးနော်ဘာလဲမသိရှိဘာလဲရေပန်းလားဟုတ်ပါမရှိဘူးပန်းလားအော်ဟုတ်တယ်မရှိဘူးပန်းအော်ဘာကောင်လဲရောင်ခွေးဟေးမင်္ဂလာပါဟာခွေးဟုတ်တယ်ခွေးတကားဖုံးလို့မရဘူးလားခုံနဲ့ခဏမရဘူးခုံလည်းမရဘူးဒီကင်းကခုံနိုင်မှမပေါ့ခွေးကြီးပါသွားခွေးကြီးပါခွေးကြီးလာပါတယ်လိုက်မယ်ခွေးနဲ့ပေါ်ရပါတော့ဒါမှသိဆိုင်ပါရှိဒါတောင်းတလန်းလေးရှေ့ဆက်သွားမယ်အဲ့ဒါခုနနေရတာဟုတ်ပါဟုတ်တော့ခုနနေရဟုတ်ပါအော်ရှိမှနန်းတော်ကြီးဟုတ်ပါဟိုရပါရင်လည်းကားလားရှေ့ဟောင်းကားလားစိုက်ကားလားကျွန်တော်သိတော့မသိဘူးနော်ဒါရှေ့ဟောင်းကားလို့ထင်တာဟိုရှေ့ဖြစ်တော့ဟိုမိုင်းနော်တစ်ဆက်အတိုင်းပဲအယောင်ကမပြတ်သေးဘူးအော်ဒီထဲမှာပါရှိတယ်အော်မှာတကားဖွင့်တဲ့ဟာတွေ့တကားဖွင့်တဲ့ဟာโอเคဒါလေးကတော့ပြီးရနော်ဂိမ်းတိုင်းမှာမြင်ဖို့အမျိုးဟာလေးတကားဖွင့်တဲ့ဘာရှိအောင်လဲဘာတော့မရှိတော့နော်ကဲဆိုတကားလဲပုံပြီဆိုသွားလာရောကြောက်စရာကြီးနော်အတန်လေးကဟိုပေါ်မှာလင်းနေနော်တခါနာအောင်ဖို့လေတိုက်နေရလေခန်းစီရလှုပ်ဟောဒီမှာလေးကားလေးဆိုတော့အိမ်ထဲတော့စဝင်ပြီနော်ကဲဆိုတော့ကျွန်တော် TV လေးကိုကြိုက်တိုင်း like and share စကွက်လေးတယောက်ချက်နှိပ်သွားပြကြအောင်လို့တောင်းဆိုချင်ပါတယ်ကျွန်တော် TV ကိုရှိပါတယ်အားလုံးတောင်းပန်ထားချင်ပါတယ်ဆိုတော့အားလုံးကဒီနေ့တော့ဒီလောက်ပဲပေါ့နော်နောက်တဲ့ဗီဒီယိုမှာဆက်တွေ့မယ်အပိုင်း2မှာဆက်တွေ့ပါမယ်ကဲအားလုံးပဲစကွက်လေးနှိပ်သွားပြကြအောင်လို့တောင်းဆိုချင်ပါတယ်ကဲအားလုံးပဲဘိုင်ပါပိတ်လို့မရတော့